အကောက်တောင်ဖျားရဲ့တောင်နရံတွေမှာမြင်တွေ့ရမယ့်ဖျားဆင်းတုပုံဖော်ထားမှုတွေကတော့တကယ်အံ့ဩဖွယ်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။တောင်တစ်လျှောက်လုံးမှာထွင်းထူထားတဲ့လက်ဖြစ်ဖန်တီးထားတဲ့ဆွဲစုံဖျားများဟာဖျားဘူးသူတိုင်းရဲ့အမြင်ကိုဖန်ဆားပြီးစိတ်ထဲထိစေပါတယ်။အကောက်တောင်ရဲ့တောင်ပေါ်သဘာဝကြကြရှားပါးကြောက်နရံတွေကိုတာမန်ကြောက်တုံးမဟုတ်ပဲပညာရှင်ဆရာတော်များတန်ဃာတော်များနဲ့ယုံကြည်သူလူထုတို့ပူဇော်ထွင်းထူပြီးဖျားပုံစံမျိုးမျိုးတွေကိုမြင်တွေ့ရပါတယ်။တောင်နရံမှာတဖြည်းဖြည်းနဲ့ပထိုးတော်တွေရုပ်တုတွေကိုလက်ဖြစ်ဖော်ထုတ်ဖို့ကလွယ်တာမဟုတ်ပါဘူး။ဒါပေမဲ့ဒီနေရာမှာတော့စိတ်အားထက်သန်မှုနဲ့ဉာဏ်ပညာတရားအတူဖြစ်ပေါ်လာတဲ့ဖန်တီးမှုကြီးတစ်ခုဖြစ်လာတာပါ။တဘာဝကြောက်တုံးပေါ်မှာတယောက်ချင်းစီပုံဖော်ထားတဲ့ဖျားပုံများကအမှုပညာနဲ့ယဉ်ကျေးမှုတို့ရဲ့ပေါင်းစည်းမှုကိုမြင်ရပြီးမျက်လက်လိုပဲထိတွေ့ခံစားရပါတယ်။အကောက်တောင်တက်လာရင်တောင်ပေါ်အပင်စိမ်းများတစ်တော်လေးနဲ့လေတစ်အေးအေးကြားတဲ့ကနေထွင်းထူထားတဲ့ဖျားပုံတူတွေကိုတဆင့်ချင်းပြေးကြည့်ရင်သွားတာကတရက်ခန်းစားခီးတစ်ခုလုံးလိုပါပဲတခြားဖျားအယုတ်တွေထက်ပုံမအသက်ဝင်တဲ့ပုံဖုံမှုရှိတဲ့အတွက်ကြောင့်လည်းဧည့်သည်တွေစိတ်ဝင်စားစွာကြည့်ရှုပူးမျှော်တတ်ကြပါတယ်ဒီလိုနဲ့အကောက်တောင်ဖျားဟာတာမန်တောင်ဖျားတစ်ခုမဟုတ်ပဲတဘာဝဘာသာရေးအမှုပညာနဲ့ယဉ်ကျေးမှုအမှုမြူလေးတိုင်းကိုတနေရာထဲမှာတတ်ထားနိုင်တဲ့မြင်ကွင်းချောချောလေးတစ်ခုဖြစ်လာတာပါသွားတစ်ခေါက်မြင်လိုက်ရင်မေးလို့မရဘူးလို့အမှန်တကယ်ပြောလို့ရပါတယ်ဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်